Israel မှာဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးမကျေနပ်သူတွေပိုများလာတာကြောင့်နိုင်ငံရဲ့တပ်တန်းရှည်ဝန်ကြီးချုပ်နေတန်ယာဟုကိုဖြုတ်ချရေးလူထောင်ပေါင်းများစွာကဆန္ဒပြခဲ့ကြပါတယ်။ဂျေရုဆလင်မြို့ရဲ့အဓိကတောင်မြောက်ဝေးပြေးလမ်းမကိုပိတ်ဆို့ထားတဲ့ဆန္ဒပြသူတွေကိုရပ်တပ်ဖွဲ့ကမိသက်ပိုက်သုံးပြီးအနံဆိုးတဲ့အရေးတွေနဲ့လူစုကွဲအောင်လှုံ့ဆော်ထားတာပါ။ဆန္ဒပြသူတွေဟာဝန်ကြီးချုပ်နှုတ်ထွက်ပေးရေးနဲ့ဂါဇာမှာဖမ်းဆီးခံထားရတဲ့ဓားစာခံ100ကျော်ပြန်လွတ်မြောက်ရေးအတွက်ချက်ချင်းညှိနှိုင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။သဘောတူညီမှုမရဘဲစစ်ပွဲကြာနေရင်ဓားစာခံတွေတေဆုံးသွားမှာကိုဆန္ဒပြသူတွေနဲ့သူတို့ရဲ့မိသားစုတွေကစိုးရိမ်နေကြသလိုမတ်31ရက်ညနေပိုင်းမှာလည်းအစ္စရေးလွှတ်တော်ရှေ့မှာလူအများပြားဆန္ဒပြခဲ့ကြပြီးအစ္စရေးစစ်တပ်မှစစ်မှုထမ်းခဲ့တဲ့သူတွေပါဝင်တယ်လို့လည်းသိရပါတယ်။နေတန်ယာဟုကနိုင်ငံကိုဘေးကင်းအောင်လုပ်ပေးနိုင်တာသူတို့ဦးရဲပဲရှိတယ်လို့ပြောခဲ့ပြီးသူရဲ့ပြောဆိုချက်ကိုလည်းအများကယုံကြည်ခဲ့ပေမဲ့ဟာမတ်စ်အဖွဲ့ကအစ္စရေးကိုဝေရောက်တိုက်ခိုက်ပြီးနောက်လုံခြုံရေးလစ်ဟင်းမှုတွေအတွက်နေတန်ယာဟုအပေါ်အပြစ်တင်နေသူတွေလည်းရှိလာတာပါလက်ရှိအချိန်မှာတော့အစိုးရကိုမကျေနပ်မှုတွေပိုများလာပြီးအစိုးရအဖွဲ့ထဲမှာကိုယ်တိုင်ကဒီမိုကရေစီရဲ့ရန်သူတွေရှိနေတယ်လို့ဆန္ဒပြသူတွေနဲ့နေတန်ယာဟုကိုဝေဖန်သူတွေကယုံကြည်နေတယ်လို့သိရပါတယ်လုံခြုံရေးအကြီးအကဲတွေအမှားလုံးမိခဲ့တယ်လို့ဝန်ခံခဲ့ပေမဲ့နေတန်ယာဟုကတော့သူ့မှာတာဝန်ရှိရလို့ဝန်မခံထားတဲ့အတွက်လူထောင်ပေါင်းများစွာဟာဒေါသထွက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာပါလူထောင်နဲ့ချီဆန္ဒပြနေပေမဲ့နေတန်ယာဟုကရွေးကောက်ပွဲစောစောကျင်းပနိုင်ခြင်းကိုပယ်ချထားပြီးဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောထားပါတယ်ဟာမတ်စ်ကိုချေမှုန်းရေးအစ္စရေးနိုင်ငံသားအများစုကသဘောထားကွဲလွဲမှုမရှိကြပေမဲ့စစ်ပွဲကိုကင်တဲ့ပုံဓားစာခံတွေလွတ်မြောက်အောင်လုပ်ပေးဖို့ပျက်ကွက်နေရတဲ့ကြောင့်နေတန်ယာဟုရဲ့ဝန်ကြီးချုပ်သက်တမ်းအဆုံးသတ်သွားနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်